ကလေးတွေကကြတော့ပကြီးပြကန်းကြတော့လေတိတ်ပြီးတော့စိတ်ဝင်သားလို့ထင်တာပဲနော်သူတို့တင်တဲ့စာထဲမှာလည်းမပါဘူးလေသူတို့တင်တဲ့စာထဲမှာတရားသနာပလင်အကြောင်းပါမယ်မြန်မာဆိုင်ဝိုင်းအကြောင်းတွေပါမယ်နော်ဒီရခါအတိုင်းသားတွေရိုးရဝတ်စုံတွေပါမယ်ဒုတိယတွေပါမယ်အဲ့လိုလဲရင်တို့ဘာလို့ပေါ့လေအဲ့ဒါတွေပါတာပေါ့နော်အဲ့ဒါကြီးဆိုတော့အဲ့ဒီခန်းလေးကြောင့်တေးသေးချာကြည့်ရအောင်ဟုတ်ကဲ့ပါဗျာနော်တိုင်းသားမျိုးစုံရဲ့သူတို့တုံးတဲ့အိုးခွက်ပကံလေးတွေရောအဲ့ဒါလေးလည်းရှိရလေဟုတ်ကဲ့အဲ့ဒါလည်းကြည့်ရတယ်ဟာအဲ့ခန်းလေးကြောင့်တေးသေးချာကြည့်ရအောင်ဒီရောမှပဲမြင်ဘူးကွာအင်တာနက်ပဲအရင်မတွေ့ဘူးမတွေ့ဘူးဟုတ်ကဲ့ပါကျွန်တော်လည်းရှာရအောင်မှာအင်္ဂလိပ်ကမှာသုံးတယ်မှာစောင်းလို့ရက်တဲ့လို့ဘာလို့ရှိရမှာလားဘာမှကြရိရတယ်အဲ့ဒါသူတို့မေးတဲ့ခါကျကျွန်တော်တို့မပြောတတ်ဘူးဟုတ်ကိုလေးလည်းနီးစပ်ပတ်သက်တဲ့နေရာမဟုတ်တော့လေအဲ့ဒီပစ္စည်းကြရိရတယ်ကျွန်တော်တို့မပြောတတ်ဘူးရှာရင်လည်းမတွေ့ဘူးဆမခုလိုလာလိုက်တော့အခုရင်ကျမှုနဲ့ပတ်သက်တဲ့အကြောင်းတွေ ICA နဲ့ပတ်သက်တဲ့ဓမ္မရင်ကျမှုအကြောင်းတွေကိုစာပြန်သင်ရတယ်လို့ပြောတယ်အဲ့တော့ဒီလာလိုက်တော့ကျွန်တော်တို့ကအငယ်တန်းနေသင်ရတော့လေခုနကကျွန်တော်ပြောတဲ့ဟာလေးသင်ရတယ်ဟုတ်အကြီးကနေကြတော့အထက်တန်းနေကြတော့တိတ်မရှိဘူးเนาะမသိဘူးကျွန်တော်ပဲတက်ကူတန်းကြတော့မသိတော့ဘူးလေအဲ့ဆိုသင်ကြရတဲ့ဘာအထောက်အကူဖြစ်တယ်ဖြစ်တာပေါ့အများကြီးဖြစ်တယ်အဲ့ဒါသူတို့ပြလိုက်တဲ့အခါကျတော့လေသူတို့လည်းသဘောကျချင်းသေးရုပ်ခံဘာကြောင့်ချင်းသေးရုပ်ခံတာလဲသူတို့မျက်စိနဲ့တခါလေးမြင်ရတယ်ဒီအပေါက်လေးမှာချင်းသေးရုပ်ကလေးရှိရဲ့ဟာယမနီသားနဲ့လုပ်တယ်လို့ပါတယ်တော့ပကြီးတို့เนาะအနုပညာတို့ဗရိန်တို့ဗဘဲတို့အဲ့ဒါမှရှင်မလားဘပုတွေပါချုပ်နေရလေဗီဒီယိုလေးနဲ့လည်းပြနေလေဗီဒီယိုကလေးဟုတ်အဲ့ဒါတွေရောเนาะကြောက်ဆက်လက်ရာတွေရောဟုတ်ကဲ့အဲ့ဒီတင်ဆရာမတို့ဒီနေ့အကြောင်းသားအကြောင်းသူဘယ်နေရအောင်93ရောက်ဟောနောက်လာဖို့အစီအစဉ်ရှိတယ်တနေ့တစ်ခါအောင်လာပြမလို့တော့ဟုတ်ကဲ့ပါဆရာမသိတယ်ပါတယ်ဗျဟုတ်